မထင်မှတ်တဲ့အကြောင်းရင်းနဲ့ရုတ်တရက်ဆုံးပါသွားရတဲ့တရုတ်ဆောင်ပွင့်နေဒီမောင်ရဲ့ခင်မွန်ကိုနေကျော်ရှနေ့မီလာ9ရက်နေ့မှာရုတ်တရက်ကွယ်လွန်သွားတာကတရုတ်ဆောင်မင်းသမီးပွင့်နေဒီမောင်ရဲ့ခင်မွန်တဲ့ကိုနေကျော်ပါပွင့်နေဒီမောင်ဆိုတာကတော့အနုပညာလောကမှာထိတ်တဲမင်းသမီးမဟုတ်ပေမဲ့လည်းဇက်ဖို့ဇက်ရန်တရုတ်ဆောင်တူပါပွင့်နေဒီမောင်ပျော်ပျော်နေတတ်တာကြောင့်လူချစ်လူခင်ပေါ်များပါရီပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လေတရုတ်ဆောင်ပွင့်နေဒီမောင်ဟာသပင်ညက်ခါပျော်ရွှင်စွာနဲ့မေတ္တာရှယ်လုပ်ခဲ့ပါသေးတယ်အစောပိုင်းမှာတော့လူတွေဟာပွင့်နေဒီမောင်ကိုအမြဲတယောက်တည်းပျော်ပျော်ရွှင်ရွှင်တက်ကြစွာတွေ့ရလေရှိတာကြောင့်အပြိုကြီးလို့ထိခဲ့ကြတာပါ။ဒါပေမဲ့လည်းအခုပွင့်နေဒီမောင်ရဲ့ခင်မွန်းတဲ့ဆုံးသွားတယ်ဆိုမှပွင့်နေဒီမောင်မှာခင်မွန်းတဲ့ရှိမှန်းသိရတာဖြစ်ပါရီ။အခုခါမှာတော့ပွင့်နေဒီမောင်ရဲ့ခင်မွန်းဟာအာရှတော်ဝင်စေကမ်းမှာ96ပါဝေဒနာနဲ့အသက်ဆုံးပါသွားတယ်လို့သိရပါရီ။ဒါကြောင့်လေပရိသတ်တွေကတော့ပွင့်နေဒီမောင်ကိုတနာကြပါရီ။ပွင့်နေဒီမောင်ဟာဒီမတိုင်ခင်မှာလည်းမိခင်ကြီးလေးဖြတ်နေလို့စပယ်ကြီးတဲကြီးအစ်လိုက်ရှာနေရတာကိုလည်းတွေ့မြင်ရမှာပါ။ပရိသတ်တရားရောပွင့်နေဒီမောင်ရဲ့ခင်မွန်းတဲ့ဆုံးပါသွားတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးကိုပြောသွားပေးခဲ့ပါအောင်ရှင်